အခုဒီမှာပြောတာအမရဲ့သားအကြီးဆုံးလေးအသက်18နှစ်နာမည်ကစောမြတ်မင်းကျွန်တော်ဒီကျေးစားကုန်းရွာကလေးလေးပေါ့သူကနေပြီးတော့မှအလုပ်လုပ်တယ်အတော်လုံးလည်းသူကခေါ်သွားတယ်နေပြီးတော့မှအလုပ်သွင်းပေးတယ်အဲ့နေပြီးတော့အလုပ်လုပ်နေရင်ကနေတစ်နှစ်လောက်နေပြီးတဲ့ခါကျတော့ရန်ကုန်ရွှေ့တယ်ရန်ကုန်ရွှေ့တာ2020မှာ6လပိုင်းကြော်လောက်ကနေသွားတယ်ဆိုတော့ဟိုရန်ကုန်မှာနေပြီး6လလောက်နေတော့ကလေးကဆက်သွယ်မရတော့ဟုတ်တယ်နော်အဲ့လိုဖြစ်တယ်ဆိုတော့အခုဒီအင်တာဗျူးရဲ့နောက်မှာကလေးပုံလေးကိုကျွန်တော်တွဲပြီးတော့မြင်ရပါလိမ့်မယ်ဆိုတော့ဒီကလေးကိုတွေးတဲ့အခါကျလို့ဆိုရင်ဆက်သွယ်ပေးကြပါခင်ဗျဟိုအမေလုပ်တဲ့သူရဲ့တော့ကောက်လည်းခင်ဗျားမြင်ကြပါမယ်နော်ကျေးဇူးပြုပြီးတော့ကလေးတွေးတဲ့အချိန်ကြလို့ဆိုရင်ဆက်သွယ်ပေးကြပါတက်နိုင်သမျှလည်းတယောက်နဲ့တယောက်မြင်ရကြားရအောင်လို့ဒီဗီဒီယိုလေးကို share ပေးကြပါဗျာနော်မှားပါပြောချင်တယ်别的别笑。对呀，我们对些还是也是啊。你比如说阿龙技术点嘛？还比面对啊，全部嘛老不要。啊，佢哋當係你呢？一定你表現你哋做乜？唔表 A 不咯，唔表有。ပြောရတယ်မှာဒါကျွန်တော်တို့ကဟိုကျွန်တော်နိုင်တဲ့ဘက်ကနေပြီးတော့မားအတွက်ကိုကျွန်တော်ဝိုင်းပြီးတော့ကူညီပေးတဲ့သဘောပြီးတော့ဒါကလေးဆိုတာတကယ်ဟိုငယ်ရွယ်တဲ့အချိန်ဒါဘောနဲ့ဖြစ်တဲ့အချိန်ဆိုတာအရွယ်ကောင်းတစ်ခုပဲဒီလိုကလေးမျိုးလေးဟိုအမပြန်တော့ဘယ်လောက်ခံစားနေရမလဲဆိုတော့ကျွန်တော်တို့လေးနဲ့ကိုရုပ်ဆိုင်ကျွန်တော်တွေးပြီးလို့ရတယ်အဓိကတော့ကလေးကိုအမြန်ဆုံးပြန်တွေ့